င်္ဂလာပါအခုကတော့ AI နဲ့ကျွန်တော်ဒီတချင်းထုတ်တဲ့နေရရှင်းပြပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်ဒါ AI နဲ့ကျွန်တော်တချင်းထုတ်ထားတဲ့ဟာလေးပဲနော်အဲ့တော့ဒါလေးကို play ကြည့်မယ်နော်ဒီညာနေလမ်းမီတွေမိန်ဒီတိုင်းလေးပါနော်ဒါကကျွန်တော်ဒီ AI ကိုအသုံးပြုပြီးတော့ထုတ်ထားတဲ့တချင်းပေါ့နော်ဟုတ်ပြီတော့ကျွန်တော်ဒီ AI နဲ့တချင်းထုတ်မယ်ဆိုရင်ကျွန်တော်ဖုန်းထဲမှာကျွန်တော်ဒီ Gemini ဆိုတဲ့ application လေးကျွန်တော်လိုအပ်ပါတယ်ဒီဟာလေးပါနော်အဲ့တော့ဒီ Gemini ဆိုတဲ့ application ကိုကျွန်တော်မရှိသေးဘူးဆိုရင်ကျွန်တော်ဒီ Play Store ပေါ့နော် Play Store မှာကျွန်တော်ဒီ download ဆွဲလိုက်ပါ download ဆွဲပြီးသားပြီဆိုရင်ကျွန်တော်ဒီ Gemini ပေါ့နော် Gemini ကိုဖွင့်လိုက်ပါOkay ဖွင့်လိုက်ပြီဆိုရင်ကျွန်တော်ဒီအခုမှစပြီးတော့သုံးမယ်ဆိုရင်တော့ကျွန်တော်ဒီ download လေးမှာဒါ Gmail account နဲ့ login ဝင်ပေးရမှာပေါ့နော်အဲ့တော့ Gmail account နဲ့ login ဝင်ပြီးသားပြီဆိုရင်ကျွန်တော်ဒီမှာ create image တို့ music တို့ရှိတယ်အဲ့တော့ကျွန်တော်ဒီနေရာလေးမှာကျွန်တော်ဒီတိုင်းလေးမပေါ်ဘူးဆိုရင်ကျွန်တော်ဒီရဲ့ဒီ asset လေးနဲ့မြင်ချဒီမြင်ချောင်းလေးပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ဆိုရင်ကျွန်တော်ဒီမှာ create music ဆိုတာရှိတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်ဆိုရင်ကျွန်တော်ဒီမှာ music ဒီ design တွေပေါ့နော်ဒီ music အတန်စင်တွေရှိမယ်အဲ့ဒီတိုင်းမှာဒါကတော့ဒါသူကအင်္ဂလိပ်သချင်းတွေအတွက်ပေါ့နော်အဲ့တော့မြန်မာသချင်းဆိုရင်တော့ကျွန်တော်ဒီမြန်မာသချင်းကျွန်တော်ဒီမှာရေးပေးလိုက်ပေါ့နော်အဲ့တော့ဒီမှာကတော့မြန်မာဖန်တီးပေးပါပေါ့ဒီတိုင်းလေးရေးလိုက်မယ်ဒါကတော့ကျွန်တော်ဒီနမူနာအနေနဲ့ဒီတိုင်းလေးရေးပေးတာပေါ့နော်ဒီထက်ပို့ပြီးတော့စာသားတွေပြည့်စုံနေဆိုတော့ပို့ပြီးတော့သချင်းအကောင်းမယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီရဲ့အများလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်ဒါလေးကိုခဏဆောင်ပေးမယ်နော်ဒါဆိုကျွန်တော်ဒီမှာဒီမြန်မာအလွမ်းသချင်းတစ်ပုဒ်ကိုဒါဖန်တီးပေးထားပါတယ်တဲ့အခုပဲနားဆင်ကြည့်လိုက်ပါတယ်ဒီတိုင်းလေးပါနော်ဒီမှာဒါဗီဒီယိုလေးကိုဒါ play ကြည့်မယ်ပေါ့နော်ဒီခန်းလေးထဲမှာမင်းရဲ့အရေးတွေပဲဟုတ်ပြီနော်အဲ့တော့ download ဆွဲမယ်ဆိုရင်ကျွန်တော်ဒီရဲ့မြားလေးပေါ့နော်မြားလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ဆိုရင်ကျွန်တော်ဒီမှာ MP3 ရဲ့ video file ရှိမယ်အဲ့တော့ MP3 download ဆွဲခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဒီရဲ့ MP3 ကိုပဲ download ဆွဲ video file တောင်းမယ်ဆိုရင်တော့ကျွန်တော်ဒီရဲ့ video file ကိုတစ်ချက်နှိပ်ပြီးကျွန်တော်ဒီအပေါ်မှာဒါ download ဆွဲနေဒါဆိုရင်ကျွန်တော်ဒီမှာ download တက်ဆိုပြီးတော့ဒါ download complete ဖြစ်သွားပြီပေါ့နော်ဒါဆိုရင်ဒါသချင်းလေးတစ်ပုဒ်ဖန်တီးလို့ရသွားပြီပေါ့နော်အဲ့တော့ဒီသချင်းဖန်တီးတာကတော့သူကဒီမှာဆိုရင်စက္ကန့်30ကျော်ပဲပေးထားတယ်ပေါ့နော်ဒါကကျွန်တော်ဒီရေးပေးလိုက်တဲ့သချင်းပေါ်မူတည်ပြီးတော့သူကဒီသချင်းဖန်တီးပေးတာပေါ့နော်ဒီမှာဆိုတော့မြန်မာအလွမ်းသချင်းတစ်ပုဒ်ရေးပေးပါဖန်တီးပေးပါဆိုတော့ကျွန်တော်ဒီမှာမြန်မာအလွမ်းသချင်းတစ်ပုဒ်သူကဖန်တီးပေးတာပေါ့နော်ဒီရဲ့ကျွန်တော်ဒီစာရေးလိုက်တဲ့ပေါ်မူတည်ပြီးတော့ကျွန်တော်ဒီသချင်းကိုသူကဖန်တီးပေးတာပေါ့ဟုတ်ပြီနော်အခုကကျွန်တော်ဒီနောက်ထပ်တစ်နေ့ပေါ့နော်နောက်ထပ်နေ့ကကျတော့ကျွန်တော်ဒီသချင်းစာသားရေးပေးလိုက်မယ်အဲ့ဒီသချင်းစာသားကိုသချင်းဆိုခိုင်းမယ်ပေါ့နော်ဟုတ်ပြီတော့ကျွန်တော်ဒီ Gemini ဝင်လိုက်မယ်ဝင်ပြီးကျွန်တော်ဒီရဲ့ create music ပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးကျွန်တော်ဒီရဲ့တန်စင်လေးတွေပေါ့နော်တန်စင်လေးတွေကျွန်တော်ဒီမှာတစ်ခုချင်းစီကျွန်တော်ဒီမှာ play ကြည့်လိုက်နောက်အမှကြိုက်တဲ့တန်စင်လေးယူပေါ့နော်အဲ့တော့ကျွန်တော်ဒီထဲကကျွန်တော်ဒီတန်စင်တွေကျွန်တော်တစ်ခုချင်းဖွင့်ကြည့်မယ်ဖွင့်ကြည့်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီကိုကြိုက်တဲ့တန်စင်ပေါ့နော်ကိုသုံးပြတဲ့တန်စင်ရောက်ပြီဆိုရင်ကျွန်တော်ဒါလေးကိုဒါတစ်ချက်နှိပ်လိုက်ပေါ့နော်နှိပ်လိုက်ကျွန်တော်ဒီတိုင်းလေးပေါ်လာမယ်ဒီတိုင်းလေးပေါ်လာပြီဆိုရင်ကျွန်တော်ဒီမှာအရင်ဆုံးဒီတစ်ချင်းဟုတ်ပြီအဲ့တော့ကျွန်တော်ဒီတိုင်းလေးရေးလိုက်ပြီနော်ရေးပြီးသွားရင်ကျွန်တော်ဒီရဲ့မြားလေးပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်ဒါလေးကို music generating လုပ်နေရလေးကိုဒါခဏစောင့်ပြီနော်အဲ့တော့ကျွန်တော်ဒီ Gemini မှာကျွန်တော်ဒီသချင်းတွေကျွန်တော်ဒီ music generate လုပ်မယ်ဆိုရင်တစ်ခါလေးကြာလဲသူကဒီရေးလိုက်တဲ့စာသားနဲ့မတူညီတာတွေပေါ့နော်မတူညီတာတွေလည်းဖြစ်တယ်အဲ့လိုဆိုရင်တော့နောက်တစ်ခါ generate music ပေါ့နော် generate music ပြန်ပြီးတော့လုပ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တစ်ခါတည်းနဲ့လည်းကျွန်တော်ဒီရေးလိုက်တဲ့စာသားနဲ့ generate music ကရကြမှာရတာပေါ့နော်မရဘူးဆိုရင်နောက်တစ်ခါထပ်ပြီးတော့သုံးပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာဆိုရင်သချင်းလေးဖန်တီးပေးလိုက်ပါပြီတဲ့အခုပဲနားဆင်ကြည့်ပါတဲ့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်သူရေးထားတဲ့အကြောင်းအရာလေးရှိမယ်ဟုတ်ပြီနော်ပြီးရင်ကျွန်တော်ဒါလေးကို play ကြည့်လိုက်မယ်ပန်းပြရဲ့အတိတ်ပဲလိုပါပဲဟုတ်ပြီတော့ကျွန်တော်ဒါကကျွန်တော်ရေးလိုက်တဲ့စာသားကိုတချင်းပုံစံနဲ့ဆိုပြတာပေါ့နော်အဲ့တော့ဒါကို download ဆွဲမယ်ဆိုရင်ကျွန်တော်ဒီဘက်ကမြားလေး outside ကိုတစ်ချက်နှိပ်ပြီးရင်ကျွန်တော် MP3 ဆိုရင် MP3 video file ဆိုရင် video file ပေါ့နော်အဲ့တော့ဒီမှာတခုရှိတာကကျွန်တော်ဒီတချင်းရေးဒီတချင်းဆိုခိုင်းမယ်ဆိုရင်သူကဒီမှာစက္ကန့်ကျွန်တော်ဒီ30ဝန်းကျင်ပဲရတယ်ပေါ့နော် Okay ဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မှထင်ပါတယ်